ကလေးတို့ရဲ့ဒီနေ့ဦးပြောပြမယ်ပုံပြင်လေးထဲမှာဆိုလို့ရှိရင်ကလေးတို့အတွက်ပြောရင်စရာအသိပညာပေးလေးဖြစ်တဲ့အတွက်မို့လို့ဒီဗီဒီယိုလေးကိုအဆုံးနာဆင်ပေးကြပါ။အုံတော်ကပုံပြင်လေး slide ကြအောင်ဟိုရှေတုံးကပေါ့ကွ။တော့တစ်ခုတည်းမှာဖြူဖွေးလို့ခေါ်တဲ့ယုံကလေးတစ်ကောင်ရှိပါတယ်။ဒီနေ့တော့ဖြူဖွေးဟာတောင်ကုန်းမှာအရန်လာတဲ့ပန်းသီးနီကြီးလုံးကိုတွေ့လိုက်တဲ့ကိုင်းဖျားမှာရှိနေတော့သူ့ဘဲလိုမှခုံပြီးမမိနိုင်ဘူးဖြစ်နေတာပေါ့။အဲ့ဒီချိန်မှာဝဝန်ကြီးတစ်ကောင်ရောက်လာပြီးငါကိုပေးစားရင်ငါခုပေးမယ်လို့ပြောတယ်။ဒါပေမဲ့ဝဝန်ကြီးကဗိုက်ကြီးလွန်တော့တပင်ပေါ်မတက်နိုင်ပြန်ဘူး။ဖြူဖွေးကခဏလောက်စဉ်းစားပြီးဝဝန်ကြီးကိုပြောလိုက်တယ်။အဘိုးဝဝန်ကြီးအဘိုးကခွန်အားကြီးတာပဲတပင်ကြီးကိုခက်ပြင်းပြင်းလေးလှုပ်ပေးပါလားတဲ့။ဝဝန်ကြီးကတပင်ကိုကင်ပြီးလှုပ်လိုက်ခါပန်းတီကြီးကမြေပြင်ပေါ်ကိုပခနဲပြုတ်ကျလာပါတော့တယ်။ဖြူဖွေးကပန်းတီကိုနှစ်ချမ်းခွဲပြီးဝဝန်ကြီးကိုတဝက်ပေးလိုက်တယ်။ဖြူဖွေးရဲ့ဉာဏ်ပညာနဲ့ဝဝန်ကြီးရဲ့ခွန်အားပေါင်းဆက်လိုက်တော့နှစ်ယောက်လုံးရတာရှိတဲ့ပန်းတီကိုပျော်ပျော်ကြီးစားခဲ့ရပါတော့တယ်။သင်ခန်းစာအခက်ခဲကြုံရင်အင်အားတင်မကပဲဉာဏ်ကိုပါသုံးရမယ်နော်။ဦးရဲ့ပုံပြင်လေးကတော့ဒီလောက်ပါပဲကွာအနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်တော့ဘိုင်